ကျွန်တော်တင်ထားပေးတဲ့နီးစနစ်တွေယူပြီးတော့ကဏ္ဍထုတ်ပေးတာနော်ကဏ္ဍထုတ်ပုံထုံနည်းကျွန်တော်ကဏ္ဍထုတ်ပုံထုံနည်းကိုစိတ်ဝင်စားရင်အခုစတင်ကြတဲ့နဲ့အစားဆုံးကြည့်လက်ရှိအလုံးပေါင်း15ခွက်ရတဲ့နော်တဲ့15ခွက်တဲ့15ခွက်ဆိုတာကကီးတွေနဲ့မဖြတ်သေးဘူးနော်ကီးတွေနဲ့ဖြတ်ရင်3-4ခွက်လောက်ပဲကျန်တော့မယ်ဟုတ်လားအများဆုံး4ခွက်ပဲကျန်မယ်ဒါပေမဲ့လက်ရှိတင်ထားတဲ့အနေအထားအရကီးမပါသေး15ခွက်နော်ကျွန်တော်တစ်ခုစဉ်ချင်းရှင်းပြပေးမယ်ဟိုကျွန်တော်တင်ထားတဲ့ဒါထိတ်အလဲအပိတ်နော်ဒါ TS ဆိုတာဒီမှာ TS ရဲ့အဖို့တန်ပုံကိုရှင်းပြပေးခြင်းမယ်နော်ဒါအလဲပါအပိတ်ပါပါမယ်ဒါကနောက်နှလုံးပေါင်းကြီးရဲ့ပဋိ8331တရားကပေတံရဲ့နော်နှလုံးပါ3လုံးပါဟုတ်လားတရားနှလုံးပါ3လုံးပါဆိုရင်ကျန်တဲ့4လုံးကဟုတ်လား1လို့ဖြစ်သွားပြီနော်အဲ့ဒါမရေးပြတော့ဘူးနော်2 3 4 9ပေါ့ဟုတ်လား2 3 4ကိုရေးပြလိုက်မယ်နော်ရှင်းတော့2 3 4 9နော်1နိုးဆိုတော့တစ်လုံးပိုင်ပါမပိုင်တစ်လုံးမပါဘူးဆိုတော့နော်အဓိကတော့ဒီအတွဲမရှိဘူးပေါ့နော်ကျွန်တော်မူရဒါပဋိကတော့3 4 5ပဋိနော်ကဏ္ဍယူပုံရှင်းပြပေးမယ်ဒီမှာအတွဲကဘယ်လိုယူလိုက်လဲဆိုတော့0831နော်0831နောက်နှလုံးပေါင်းရင်ပဋိက0831ဖြစ်ရမယ်ဆိုတော့အမှကျွန်တော်တို့အလဲကိုယူလိုက်မယ်2နဲ့ခွန်ဖြုတ်တဲ့2က5ယူအောင်2 5ယူအောင်5နောက်ပိတ်မရှိဘူးခွန်ဖြုတ်ဖို့တာလား3က4ယူမယ်4နောက်ပိတ်မရှိဘူး4က3ယူရမယ်5နောက်ပိတ်မရှိဘူးအဲ့တော့5က2ယူရမယ်2နောက်ပိတ်ရှိတယ်အဲ့တော့5 2တတွဲနော်8က9ယူရမယ်8 9ဟုတ်ခွန်ပြီး8ပြီးအဲ့လိုယူလိုက်တာပေါ့နော်2နဲ့8ပဲပေါ်တော့2 6ရှိတယ်3ကျတော့3 5 5မရှိဘူး4ကျတော့4 4 4မရှိဘူး5ကျ5 3 3မရှိဘူးခွန်ကျတော့ခွန်1မှာခွန်1ယူထားတယ်နော်8ကျတော့8 3ညာ8 3ညာနောက်ပိတ်မရှိဘူးအဲ့တော့သူလည်း2တွဲလေးပဲရတယ်ဒါအထိပ်စီးထဲရုံပဲနော်နောက်တစ်ခါကျ3ညာကျအဲ့လိုပဲ2 8ဖြစ်ရမယ်8နောက်ပိတ်မရှိဘူး3ခွန်ရှိတဲ့အတွက်3ခွန်တတွဲယူတယ်4 6တတွဲယူတယ်8 2တတွဲယူတယ်3ညာပြီး1လာမယ်1ဖြစ်ဖို့ကတော့က2ဆိုတော့2 9ရမယ်နော်2 9တတွဲရတယ်3ဆိုတော့3 8နောက်ပိတ်မရှိလို့မရဘူး4ဆိုတော့4ခွန်ရှိတယ်5ဆိုတော့5 6ရှိတယ်နော်ခွန်ဆိုတော့ခွန်4နောက်ပိတ်မရှိဘူး8ဆိုတော့8 3နောက်ပိတ်မရှိဘူးနော်ဟုတ်ပြီအဲ့ဒါတော့ဒီအတွဲလေးတွေရတယ်နော်ဒီအတွဲကိုအဲ့မှာဒီအဲ့ရဲ့အသုံးဝင်ပုံကိုဒါဘယ်နှတွဲပယ်သွားလဲဆိုတော့ကြည့်ဒီမှာ9 3ည1 2 3ကအလဲပိုင်းပါအလဲမပိုင်းအပိတ်ပါမယ်နော်အဲ့မှာကျွန်တော်ဖြတ်ထားတာ9 3ည1 2 3မညှိတဲ့အတွဲ3တွဲနော်ဒီ3တွဲရော့သွားတဲ့အခါမှာကဏ္ဍတန်ဖိုးရှိတာဘယ်လောက်ထိကျုံသွားလဲဆိုတော့နော်အဲ့ဒါကြောင့်ဒီ DL လေးတွေမှန်လို့ရှိရင်သုံးရတာပို့တတ်ပါတယ်ခဏကျွန်တော်တို့ကြုံတဲ့ခါကျတော့ဒီ9 3 1 2 3မထိဘူးအလယ်နဲ့အပိတ်တစ်လုံးမှမထိတဲ့အတွက်အတွဲပဲမှာအနည်းဆုံးခဏ6ခွက်လောက်ထုတ်လို့ရတယ်နော်အဲကြောင့်မို့3ခွက်ဆိုရင်ဒါ18ခွက်လောက်ပယ်ပြီးသားဖြစ်သွားတယ်နော်ဒါရှင်းပြထားလိုက်တော့ဒီမှာ1တွဲ2တွဲ3တွဲ4တွဲ5တွဲ6တွဲ9တွဲဒီ9တွဲနဲ့ကျွန်တော်ခဏထုတ်လိုက်တယ်ကျွန်တော်တင်ထားတာပဋိက3 4 5ပဋိတင်ထားတဲ့အတွက်ရှင်းလေးပါပဲเนาะဒီအတွဲကို3ပရိထဲကို6ထည့်ရမယ်ဟုတ်လားထိပ်စီးကိုကြည့်တယ်6ရှိတယ်เนาะထိပ်စီးကို6ရှိတယ်နောက်ပြီးဒီမှာကျတော့6ရှိပြီးသားဆိုတော့ဒီ2တွဲရတယ်ဟုတ်လား6 5 2 6 8 9ဒီမှာ2ဆိုတော့6 3ပရိဖြစ်တော့5ထည့်ရမယ်5ထိပ်စီးရှိတယ်အဲ့တော့2ကွက်ရမယ်5 2 6 5 9 1ဒီမှာ3ပရိဆိုတော့3ထိပ်ထည့်ရမယ်3ထိပ်မရှိဘူးမရဘူးဒီမှာလည်း4ထိပ်sorry 3ပရိဆိုတော့2ထိပ်ထည့်ရမယ်နော်နှစ်ထိပ်ထဲမှာနှစ်ထိပ်မရှိဘူးအဲ့တော့မရဘူးအဲ့တော့ကျွန်တော်တို့3ပရိက1 2 3 4ခွက်ရတယ်နော်3ပရိက4ခွက်ရတယ်4ပရိကလည်းအဲ့လိုပဲနော်အဲ့လိုလေးယူလိုက်တာကျွန်တော်ခုရှင်းပြပါမယ်ဟုတ်လား9နှစ်အတွဲဆိုတော့ခွန်ထည့်ရမယ်ခွန်ထိပ်ရှိတယ်ဆိုတော့ဒီနှလုံးပေါင်းခွန်တော့ automatic ရတယ်2ခွက်ခွန်9နှစ်ခွန်8 9ဒီမှာ4ပရိဆိုတော့8ဆိုတော့ဟိုက6ထည့်ရမယ်နော်အဲ့တော့2ခွက်ရမယ်6နှစ်6ခွန်1ရတယ်ဒီမှာ3ခွန်ဆိုတော့4ထည့်ရမယ်ဆိုထိပ်စီးလည်းပြည့်ကြည့်ရတယ်နော်ထိပ်စီးမရှိရင်ကဏ္ဍထုတ်မရအောင်နော်အဲ့တော့4ထိပ်စီးရှိတဲ့အတွက်4 3ခွန်ဆိုပြီးတကွက်ရတယ်ဒီမှာ8နှစ်4ထိပ်စီးရှိတယ်ဆိုတော့ရပြီးတော့4 8နှစ်နော်ပြီးရဘာလို့ဖြတ်ထားလဲဆိုတော့တစ်ခါရှင်းပြပေးမယ်ဒီမှာ5ပရိတ်ကျတော့ဒီမှာ8 5နှစ်ဖြတ်ရမယ်နော်8ထိပ်ရှိတယ်အဲ့တော့8 5နှစ်8 8 9အော်တိုရတယ်နောက်ပြီးတော့ဒါကျတော့ခွန်2 6နဲ့ခွန်1ဖြတ်ရမယ်ခွန်ထိပ်ရှိတယ်ဆိုတော့အော်တိုရတယ်ခွန်လားဘယ်အောင်ခွန်2 6ခွန်1နော်3ခွန်8နဲ့5ထိပ်ရှိတယ်အဲ့တော့5 3ခွန်5 8နဲ့5 3ခွန်5 8နဲ့ဆို
နောက်ဆုံးတစ်ထပ်နှစ်ကို4နှစ်ကိုဖြစ်ရမယ်5ပရိတ်ဖြစ်ဖို့အတွက်4ထစ်ရှိတယ်4နှစ်ကိုရတယ်အခုကျွန်တော်ဒါတွေကပါနဲ့ပြန်ပယ်လိုက်တယ်ဆိုဒီနှစ်ကွက်ကပေတန်နဲ့ပယ်လိုက်တယ်နော်ပေတန်အမှဘယ်လိုပေတန်ဆိုတော့3.15608ကအနည်းဆုံးနှလုံးပါရမယ်ဒီမှာ3.15608ကတစ်လုံးပဲပါတယ်အဲ့တော့အကောင်ဖြတ်တယ်ဒီမှာလည်းအတူတူပဲနော်3.15608ကတစ်လုံးပဲပါတယ်တော့ဖြတ်တယ်နော်ကျန်တာတွေကတော့အနည်းဆုံးနှလုံးပါတယ်အဲကြောင့်မို့ဒါကဏ္ဍထုတ်ပုံစစ်ရှိလက်ရှိရှင်းပြနော်အလုံးပေါင်းဒီမှာ15ကွက်ရှိတယ်ကြည့်ကိုကြည့်နော်1 2 3 4 5 6 9 10 11 12 13 14 15ဒါအလုံးပေါင်း15ကွက်နော်15ကွက်ကီးတွေနဲ့ဖြတ်ရင်အဲ့ဒါကြိုက်ကလောတဲ့4ကွက်လောက်တော့ရှိနေတယ်ဒါ4ကွက်လောက်ရှိပြီဒီတခါကြကီးတွေကအဖောက်ဆုံးများတယ်နော်အရင်ဘက်ကတော့အမှားပါတယ်ဆိုတော့ကီးတွေကိုအကုန်ဖောက်ပြစ်တာနော်အဲကြောင့်ဒါကီးတွေနဲ့မထုတ်သေးဘဲနဲ့ထိတ်လေပိတ်ပရိတ်နောက်နှလုံးပေါင်းခြင်းဒီနဲ့ထုတ်ထားပါတယ်လို့အဲဒါကြိုက်ရင်ဒီတရားရွေးရအောင်နော်ကင်မရာကြည်မကြည်ဖြစ်နေရကြည်ဝိုင်းအမ15ကွက်နော်မြင်ရပါတယ်နော်အမကျွန်တော်တဲရိုက်ပေးတာတကယ်လို့လိုင်းမကောင်းတဲ့လူတွေဓာတ်ပုံနဲ့တင်ပေးမယ်နော်အမတဲ15ကွက်